amigo ရှိအောင်နေကြဗျာဖះလွှဲရင် amigo ကင်းပြီးနေနိုင်တဲ့သူမရှိဘူးဒါတော့မြတ်စွာဘုရားရှင် amigo ဘာဟုတ်သွားပြုတရားတော်ကိုနှလုံးသွင်းပြီးတည်တယ်ဆိုဟုတ်လားအဲ့တော့ amigo ကင်းပြီးနေလို့မရဘူးငါတက်မလို့နဲ့ဒါကြောင့်ဒီပြောတို့ကစာတက်ဖြစ်အောင်ဘာလို့အကိုကားတွေနဲ့စာပေထောက်ထားတွေနဲ့ပြောနိုင်ဆိုနိုင်ဖို့ကြိုးစားရိုးသားရတယ်ဘုန်းကြီးမှန်ရိုးသားရတယ်တို့တပြည့်ကမ္မထမ်းပြတဲ့ဘုန်းကြီးဘိုးရိုးသားဖို့လို့တယ်အဲ့မရိုးသားဘဲနဲ့ကိုယ်တွေးလို့ကိုယ်မြင်လို့ပြောယောဂီရဲ့ယုံတယ်ငါအားတယ်လို့ပြောရင်လူတွေကကြက်ချင်မှကြိုက်မှာအားလဲအားတယ်လေပရိယတ္တိတွေပဲသူတို့မှစီဘူးဗျအဲ့ရှင်များတို့လေရဲဖို့ပဲလို့တယ်အဲ့ဒါကနေအခုအဲ့ကိုတော်တွေဖြစ်တဲ့အခါဟိုတိုင်းပြည်ဘယ်လိုဖြစ်တော့ကမ္မထမ်းပฏิပတ်နယ်ပဲမှာနာမည်တောင်ပြတ်ထွက်သွားအဲ့ဒါရှင်များတို့သာတက်တဲ့ရှင်များတွေကသာဖတ်ပြီးတော့ကျင့်ပြီးပြောကြဗျာစာတက်တဲ့ဘုန်းကြီးတွေအလုံးမလုပ်ဘူးဆိုစာမတက်တဲ့ဘုန်းကြီးတွေအလုံးလုပ်ကြမယ်အဲ့ဒီကြမှာရှင်များတို့သွားပြီးမကြင်မနဲ့လုပ်နေတယ်ရှင်များတို့အလုံးလုပ်တာပုံစံမကြလို့အရေးပါတဲ့သူတွေအရာရောက်ရှင်များတို့ကိုရေးပါတယ်ထင်အရာရောက်အောင်လို့အရာရောက်ပြီဆိုရင်တော့ရှင်များတို့လုံးသမျှအောင်မြင်ပါပဲအဲ့ဒီကြရင်ပြောတာတက်တဲ့ပုဂ္ဂိုလ်တွေကအရေးပါအရာရောက်သွားပြီဆိုသာနာကောင်းတယ်ဘို့အရေးပါတဲ့သူတွေအရာရောက်တော့နောက်ကလိုက်ဖြစ်ရှင်းရတာပြဿနာတက်ပြီးမှဖြစ်ရှင်းရတာကုစားနိုင်ရင်ဆိုဒဏ်ရာတော့ကြမ်းတယ်သာနာအတွက်ဒဏ်ရာရတာရှင်များတို့ပြောလို့ညံ့လို့